တာပူလေးစိတ်ရာလေးစိတ်နာလေးစိတ်အင်းလေးစိတ်ဟောတာစိတ်တွေပြန်လဲရအောင်ကြည့်ဝိုင်းတဲ့မှာ6မျိုးရှိတယ်လောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အဒေါသစိတ်ပိရောစိတ်လောဘစိတ်လို့ပေါ်လာတယ်တရားထားရဲ့လိုချင်လေးစိတ်ပေါ်လာတယ်ဟောတာလိုချင်လေးစိတ်တွေစိတ်ဆိုတာသဘောပဲဉာဏ်နဲ့သိလိုက်ပါဟောတာစိတ်လေးဒီဝင်လေထွက်လေလေးတော့ကိုယ်စိတ်ကိုကိခါပြီးတော့ကြည့်ဒေါသစိတ်ဘုရား